မင်္ဂလာပါဂျွန်းကြီး channel ကြိုဆိုပါရနော်အားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံနေလေးဖြစ်ပါစေဗျဒီတစ်ပတ်ကတော့3ရက်ပဲ3ရက်ပဲဆိုကုလိုကန်နဲ့ဖြည့်ရောနော်3ရက်သွန်ပေးခဲ့တာပါဘူးဗျနော်ထွက်ကနေကတနင်္လာပိတ်တယ်အင်္ဂါဖွင့်တယ်ဗုဒ္ဓဟူးပိတ်တယ်ကုလိုကန်နဲ့โอเคကဲခုက3ရက်အခု3ရက်လေးတစ်ချက်ကြည့်ကြည့်အောင်ကြိုက်ရင်တော့ထိုးပါနော်8ရယ်9ရယ်3ရယ်3 9 8 8 9 3 3လုံးပေါင်းကြီး3ညပါ3ညလုံးပါ4ရက်3မှာ3ညဆိုကနထွက်မယ်ထွက်လာ3ည3ည3ည5တဲ့9 3ညဟုတ်ပြီနော်ခွန်ရ9ရယ်နှလုံးပေါင်းကြီးနှစ်ပါနှစ်လုံးပါ4ရက်3မှာနှစ်ဆိုကနထွက်လာနှစ်1ဆိုဒီမှာထွက်တယ်ဟုတ်ပြီနော်1ရယ်5ရယ်8ရယ်1 5 8 1 5 8 8 5 1 3ပေါင်းညဘယ်လောက်လဲ4ပါတဲ့4 3ပါ4ရယ်3မှာ4ဆိုထွက်မယ်ထွက်တယ်4 3ထွက်တယ်5 4ထွက်တယ်ဒီမှာဟုတ်နော်8 3 1 1 3 8 8 1 3 3လုံးပေါင်းညဘယ်လောက်လဲနှစ်ပါပဲတဲ့နှစ်လုံးပါ4ရက်3မှာနှစ်ခုနလည်းနှစ်ပြောပြီနော်နှစ်1ထွက်တယ်လို့ပြောပြီနောက်ဒီပုံစံလေးခဏလေးတင်တော့အပြာရောင်လေးနဲ့3နဲ့6နဲ့ပုံစံမျိုးလေး5နဲ့3နဲ့ဟုတ်တယ်3နဲ့5နဲ့နှလုံးပေါင်းရင်ဘယ်လောက်လဲ8ပါတဲ့4ရက်တော့မှ8ထွက်လာ8 9 8ဆိုဒီမှာထွက်ခဲ့တယ်နော်ဟုတ်ပြီโอเคအဲ့တိုင်းနဲ့တွားမယ်8 9 3 3 9 8 3လုံးပေါင်းရင်3ညဖြစ်တယ်လို့တခြားအရောင်ထဲမှာရတော့မယ်3ည5 3ည3ည3ည5ဟောနော်8 9 3ပုံစံမျိုးပဲ3ည5 3ည3လုံးပေါင်းရင်ဘယ်လောက်လဲ5ပါတဲ့5လုံးပါ4ရက်တော့မှ5ထွက်မယ်ထွက်လာ5 5လေးထွက်တယ်5 6ထွက်တယ်ဟုတ်ပြီနော်ခွန်းနဲ့5နဲ့နှလုံးပေါင်းခြင်းနှစ်ဖြစ်တယ်လို့1နဲ့4နဲ့နှလုံးပေါင်းခြင်းဘယ်လောက်လဲ5ပါတဲ့5လုံးပါ4ရက်တော့မှ5ထွက်လာ5 4တဲ့5 6ဟုတ်ပြီနော်1 5 8 3လုံးပေါင်းခြင်း4ဖြစ်တယ်လို့3 9ဟုတ်ပါ3 4 9 3 4 5 3 4 5 5 4 3ဟုတ်နော်1 5 8ပုံစံမျိုးပဲ3 4 5 3လုံးပေါင်းရင်ဘယ်လောက်လဲနှစ်ပါနှစ်လုံးပါ4ရက်တော့မှနှစ်ထွက်လာဟုတ်ပြီနှစ်1ထွက်တယ်နှစ်6ထွက်တယ်8 3 1 3လုံးပေါင်းရင်နှစ်ဖြစ်တယ်လို့3ည3နှစ်3 3ည3လုံးပေါင်းရင်ဘယ်လောက်လဲ5ပါပဲတဲ့5လုံးပါ4ရက်တော့မှ5ထွက်ပဲထွက်လာ5 5 4တဲ့5 6ဟုတ်ပြီနော်နောက်ဒီမှာ5နဲ့ဒီပုံစံလေး5နဲ့3နဲ့နှလုံးပေါင်းရင်8ဖြစ်တယ်လို့4နဲ့8နဲ့နှလုံးပေါင်းရင်ဘယ်လောက်လဲနှစ်ပါဒီမှာလည်းနှစ်ပြောပြီးနှစ်1ထွက်တယ်နှစ်6ထွက်ပဲ4ရက်တော့မှနှစ်ဆိုတော့ကနေဟုတ်ပြီနော်စက်ကြည့်မယ်3ည5 3ည3လုံးပေါင်းခြင်း5ဖြစ်တယ်လို့ဒါကြအနည်းရောက်ချဲလိုက်3 9 9 9 9 3 3လုံးပေါင်းခြင်းဘယ်လောက်လဲ1ပါ1လုံးပါ4ရက်တော့မှ1ထွက်လာ1 4ထွက်တယ်ဒီမှာ2 1ထွက်တယ်
ဟုတ်ပြီနော်1နဲ့4နဲ့နှလုံးပေါင်းခြင်း5ဖြစ်တယ်လို့1နဲ့3နဲ့နှလုံးပေါင်းခြင်းဘယ်လောက်လဲ4ပါတဲ့4လုံးပါထွက်လာ4 1 4ဆိုဒီမှာထွက်တယ်ဟုတ်ပြီနော်3 4 5 3လုံးပေါင်းခြင်း2ဖြစ်တယ်လို့4 3 2 2 3 4 3လုံးပေါင်းခြင်းဘယ်လောက်လဲ9ပါ9လုံးပါထွက်လာ9ဒီမှာ6 9ဆိုပြီးထွက်တယ်ဒီမှာ5 9ဆိုပြီးထွက်တယ်4ရက်တော့မှ9ထွက်မှပြောနော်နှစ်ပင်ထွက်တယ်6 9နဲ့5 9โอเค3ည3နှစ်3လုံးပေါင်းခြင်း5ဖြစ်တယ်လို့3 4နှစ်2 3 4 3လုံးပေါင်းခြင်းဘယ်လောက်လဲ9ပါတဲ့ဟုတ်ပြီ9ခုနလည်း9ပြောပြီဒီမှာ6 9နဲ့5 9နဲ့နှစ်ကွန်းတက်ထွက်တယ်နော်โอเค4နဲ့8နဲ့နှလုံးပေါင်းခြင်းဘယ်လောက်လဲ2ဖြစ်တယ်လို့3နဲ့6နဲ့နှလုံးပေါင်းခြင်းဘယ်လောက်လဲ9ပါ9ဒီကျနော်ဒီမှာ6 9နဲ့5 9မပြောတော့ဘူး9ဒီခုနလည်းပြောပြီဟုတ်ပြီနော်စက်ကြည့်အောင်3 9 9 3လုံးပေါင်းခြင်း1ဖြစ်တယ်လို့တခြားရောင်ထဲမှာရအောင်နော်9 9 5 9 9 5 5 9 9 3လုံးပေါင်းခြင်းဘယ်လောက်လဲ3ပါတဲ့3လုံးပါ4ရက်တော့မှ3ထွက်လာ3 4 3နဲ့3 3နဲ့4 3နဲ့3ခွန်းနဲ့နော်3 1နဲ့3နဲ့နှလုံးပေါင်းခြင်း4ဖြစ်တယ်လို့5နဲ့6နဲ့နှလုံးပေါင်းခြင်းဘယ်လောက်လဲ1ပါတဲ့1လုံးပါထွက်လာ1 1 4ဆိုဒီမှာထွက်တယ်ဟုတ်နော်4 3နဲ့3လုံးပေါင်းခြင်း9ဖြစ်တယ်လို့3ည6 1 1 6 3ည3လုံးပေါင်းခြင်းဘယ်လောက်လဲခွန်ပါခွန်လုံးပါထွက်လာခွန်3ခွန်9ခွန်6ခွန်ဒီမှာ4ခွန်ဆိုပြီး4ကိန်းတော့ထွက်သွားဟုတ်ပြီနော်ခွန်ဟုတ်ပြီစိတ်ကြည့်အောင်3 9 4နှစ်4 3 3 4နှစ်3လုံးပေါင်းခြင်း9ဖြစ်တယ်လို့9 3ည5 5 9 3ည3လုံးပေါင်းခြင်းဘယ်လောက်လဲ4ပါပဲတဲ့4လုံးပါထွက်လာ4 1 4ထွက်တယ်4 3ထွက်တယ်4ခွန်ထွက်4 3ထွက်တယ်4ခွန်ထွက်တယ်4ရလည်းဘယ်နဲ့ကြည့်လဲ4ရလည်း4ကြည့်များတော့ဟုတ်ပြီစက်ကြည့်အောင်3နဲ့6နဲ့နှလုံးပေါင်းရင်9ဖြစ်တယ်လို့6နဲ့8နဲ့နှလုံးပေါင်းရင်ဘယ်လောက်လဲ4ပါဟုတ်ပြီ4ရလည်းခုနလည်းပြောပြီးတော့4ချိန်ထွက်တယ်1 4 4 3 4 3 4ခွန်ဆိုပြီးထွက်တယ်ဟုတ်ပြီ9 9 5 3လုံးပေါင်းခြင်း3ဖြစ်တယ်လို့3 4ခွန်4ခွန်3ဟုတ်ပြီနော်ခွန်3 4 3လုံးပေါင်းခြင်းဘယ်လောက်လဲ4ပါ5 4ဆိုဒီမှာထွက်တယ်ဟုတ်ပြီ5နဲ့6နဲ့နှလုံးပေါင်းခြင်း1ဖြစ်တယ်လို့3နဲ့9နဲ့နှလုံးပေါင်းခြင်းဘယ်လောက်လဲ2ပါ2လုံးပါထွက်လာ2 3ညဆိုဒီမှာထွက်တယ်3ည6 1 3လုံးပေါင်းခြင်းခွန်ဖြစ်တယ်လို့4 4 9 3လုံးပေါင်းခြင်းဘယ်လောက်လဲခွန်ပါပဲတဲ့ခွန်လုံးပါထွက်လာခွန်3ထွက်တယ်8ခွန်ထွက်တယ်ဟုတ်ပြီ9 3ည5 3လုံးပေါင်းခြင်း4ဖြစ်တယ်လို့3 3ခွန်3ခွန်3လုံးပေါင်းခြင်းဘယ်လောက်လဲ3ပါ3လုံးပါထွက်လာခွန်3ထွက်တယ်3 5ထွက်တယ်3 8ထွက်တယ်ဟုတ်ပြီနောက်6နဲ့8နဲ့နှလုံးပေါင်းခြင်းဘယ်လောက်လဲ4ဖြစ်တယ်လို့6နဲ့အပေါင်း9နဲ့9နဲ့နှလုံးပေါင်းခြင်းဘယ်လောက်လဲ6ပါ6လုံးပါထွက်လာ6ဒီမှာ6 8ဆိုပြီးတော့တစ်ချိန်တော့ထွက်သွားโอเคစက်ကြည့်အောင်3 4ခွန်4 3 3လုံးပေါင်းခြင်း4ဖြစ်တယ်လို့3 5 4 4 5 3 3လုံးပေါင်းခြင်းဘယ်လောက်လဲ2ပါ2လုံးပါထွက်လာ2 4နှစ်ထွက်တယ်4နှစ်ထွက်တယ်3ညနှစ်ထွက်တယ်ဟုတ်ပြီနော်
3နဲ့9နဲ့နှလုံးပေါင်းခြင်း2ဖြစ်တယ်လို့5နဲ့3နဲ့နှလုံးပေါင်းခြင်းဘယ်လောက်လဲ10ပါ10လုံးပါ4ရဲ့3မှာ10ထွက်လာဒီမှာ8ဆိုပြီးမှထွက်ခဲ့4 9 4 3လုံးပေါင်းခြင်းဘယ်လောက်လဲခွန်ဖြစ်တယ်လို့3ည3 3 3 3 3ည3လုံးပေါင်းခြင်းဘယ်လောက်လဲ6ပါ4ရဲ့3မှာ6ထွက်လာ6 6 3ညဆိုဒီမှာထွက်တယ်3ခွန်3လုံးပေါင်းခြင်းဘယ်လောက်လဲ3ဖြစ်တယ်လို့3 5 3ည5 3ည3လုံးပေါင်းခြင်းဘယ်လောက်လဲ10ပါ10လုံးပါထွက်လာ10ဒီမှာထွက်ခဲ့ခွန်နဲ့9နဲ့9နဲ့ခွန်နဲ့နှလုံးပေါင်းခြင်း6ဖြစ်တယ်လို့3နဲ့4နဲ့နှလုံးပေါင်းခြင်းဘယ်လောက်လဲ3ညပါထွက်လာ3ညမခွန်3ညထွက်တယ်3ညနဲ့ထွက်တယ်6 3ညထွက်တယ်9 3ညထွက်တယ်ဟုတ်ပြီနော်ဟုတ်ပြီ3 4 5 3လုံးပေါင်းခြင်း3 4 5 3လုံးပေါင်းခြင်း2ဖြစ်တယ်လို့3ည3ည9 3ည3ည3လုံးပေါင်းခြင်းဘယ်လောက်လဲ9ပါ9ဆိုတဲ့ခဏ9ဆိုတဲ့ကဏ္ဍမှာလို့အချင်းကလို့လာမောရပဲနော်9နဲ့10နဲ့9နဲ့3နဲ့နှလုံးပေါင်းခြင်း10ဖြစ်တယ်လို့2နဲ့9နဲ့နှလုံးပေါင်းခြင်းဘယ်လောက်လဲ9ပါပဲ9 3ည3 3လုံးပေါင်းခြင်း6ဖြစ်တယ်လို့10ခွန်4ခွန်8 3လုံးပေါင်းခြင်းဘယ်လောက်လဲ9ပါပဲ9ဟုတ်နော်3 5 3ည3လုံးပေါင်းခြင်း10ဖြစ်တယ်လို့3ည5 4 4 5 3ည3လုံးပေါင်းခြင်းဘယ်လောက်လဲ9ပါပဲ9ဟုတ်နော်နောက်9ဆိုဒီမှာနော်9ဒီမှာ4ရက်တော့ဒီမှာဒီပထမရက်မှာ6 5နဲ့3ည6ဒီနေ့တောက်ကြမှာထွက်မသွားဘူးအဲကြောင့်မို့9မထွက်သေးဘူးအဲကြောင့်မို့3နဲ့9နဲ့နှလုံးပေါင်းရင်3ညဖြစ်တယ်လို့တဲ့ဒီမှာခွန်ရဲ့2ရဲ့နှလုံးပေါင်းရင်ဘယ်လောက်လဲ9ပါပဲအဲ3ရက်တော့9ကြိုက်ရင်တော့ထိုးပေါ့ဗျာမကြိုက်ရင်တော့မထိုးပါနဲ့နော်9ဆိုတဲ့ကဏ္ဍလေးကြိုက်ရင်တော့ဟုတ်ပြီနော်โอเคကျွန်တော်9ပဲလားဆရာရဲ့ကျွန်တော်ရဲ့မူတိုင်းပဲတော့နေတာလေးပဲထိုးမယ်ကျန်တာစိတ်ဝင်စားအောင်ဆိုချင်းဒီကိုတော့โอเคကြည့်အောင်ဒီမှာဒီပရမကနန်းရှာတာတွေကဒီလေးပြင်တစ်ဖြက်ကမူတည်ပြီးတော့ဒီလိုမျိုးတွားထားတာဟုတ်ပြီနော်ကျွန်တော်အဲ့လိုမဟုတ်ဘူးဒီလေးပြင်ထဲမှာပဲကနန်းပြန်ရှာထားတယ်โอเคမရှုပ်သွားနဲ့နော်လေးပြင်မှာဘရိတ်ပြန်ရှာထားတာ4နဲ့8နဲ့နှလုံးပေါင်းရင်2ပါဒီကြံ3ရက်ထဲမှာဒီမှာဒီကြံ3ရက်ထဲမှာနှစ်ပါဝါခွန်နှစ်ခွန် break ဆိုတာထွက်ရမယ်ဒီကြံ3ရက်ထဲမှာနှစ်ခွန်ထွက်လာဒီမှာနှစ် break ထွက်တယ်ဟုတ်နော်4နဲ့8နဲ့နှလုံးပေါင်းခြင်းနှစ်ဖြစ်တယ်လို့3ညနဲ့3ညနဲ့နှလုံးပေါင်းခြင်းဘယ်လောက်လဲ5ပါအဲ့ဒါဒီကြံ3ရက်ထဲမှာ3ည5ဆိုတဲ့ break 3ညချင်းပေါင်းတော့3ညပါဝါ5 3ည5ဆိုတဲ့ break ထွက်ရမယ်ထွက်လာဒီမှာ3ည5ဆိုတဲ့5 break ထွက်ဟုတ်ပြီနော်နှလုံးပေါင်းခြင်း3ညဖြစ်တယ်လို့ဒီနှလုံးပေါင်းခြင်းဘယ်လောက်လဲ4ပါဟုတ်4ဒီ4ရဲ့တော့မှာ
3ရက်တော့မှာကြံ3ရက်မှာ4ပါဝါ9 4 ပရိတ်ထွက်မယ်ထွက်လာ4 9ဒီမှာ9ပရိတ်ထွက်တယ်ဟုတ်ပြီနော်ဟုတ်ပြီ1နဲ့3နဲ့နှလုံးပေါင်းခြင်း4ဖြစ်တယ်လို့6နဲ့9နဲ့နှလုံးပေါင်းခြင်းဘယ်လောက်လဲ5ပါတဲ့5ပါဝါ3ည5 3ညပရိတ်ထွက်မယ်ကြံ3ရက်မှာ5 3ညထွက်လာဒီမှာ3ညပရိတ်ထွက်တယ်5ပရိတ်ထွက်တယ်ဟုတ်ပြီနော်6နဲ့9နဲ့နှလုံးပေါင်းခြင်း5ဖြစ်တယ်လို့4နဲ့3နဲ့နှလုံးပေါင်းခြင်းဘယ်လောက်လဲခွန်ပါခွန်ပါဝါနဲ့9ပရိတ်ထွက်လာ9ပရိတ်ဒီမှာခွန်ပရိတ်ထွက်တယ်ဟုတ်နော်နှလုံးပေါင်းခြင်းခွန်ဖြစ်တယ်လို့ဒီနှလုံးပေါင်းခြင်းဘယ်လောက်လဲ3ညပါဟုတ်ပြီအဲ့ဒီ3ညဒီကျန်တဲ့3ရက်တော့မှာ3ညပါဝါ5 3ည5ပရိတ်ထွက်လာ3ည5ဒီမှာ5ပရိတ်ထွက်တယ်ဒီမှာ5ပရိတ်ထွက်တယ်ဟုတ်နော်ဒီ3ရက်တော့မှာပြောတာဟုတ်ပြီဒီနှလုံးပေါင်းခြင်း3ညဖြစ်တယ်လို့ဒီနှလုံးပေါင်းခြင်းရတယ်ဘယ်လောက်လဲခွန်ပါဟုတ်ပြီဒီခွန်ခြင်းဖြစ်ခြင်းရောတဲ့ကျန်တဲ့ဒီ3ရက်တော့မှာခွန်ပါဝါနဲ့ခွန်နဲ့ပရိတ်ထွက်လိုက်ပြီထွက်လာခေါ်တယ်ဒီမှာ2ပရိတ်ထွက်တယ်ဟုတ်ပြီနော်ဒီမှာလည်း2ပရိတ်ထွက်တယ်โอเคဒါဆိုရင်ဒီနှလုံးပေါင်းခြင်းခွန်ဖြစ်တယ်လို့ဒီနှလုံးပေါင်းခြင်းဘယ်လောက်လဲ6ပါအဲကျန်မှာ6ပါဝါ1 6ပရိတ်ဒီကျန်3ရက်မှာ6ပရိတ်ထွက်ရမယ်6ကိုကျွန်တော်ပါလဲ9နဲ့တွဲထားတာဆိုတော့9ခွန်ရှိမယ်9နှစ်ရှိမယ်6ပရိတ်ဟုတ်နော်နောက်ပါလဲ6နှစ်ခါ9ဆိုရင်9 3ညရှိမယ်9ကတော့အပူအများပြောက်နေတယ်အပူထွက်သွားတယ်ကြိုက်ရင်တော့ဒါချင်းကိုတို့ဘောပါမကြိုက်ရင်တော့မထိုးပါနဲ့နော်မကြိုက်ရင်ကြောသွားပြီပါချင်းကိုโอเคဗျာကဲမန်ပါပြီးပဲလဲ3ရက်တော့မှနောက်မှာတော်သေးလို့ဒီနေ့ဆိုမနေ့ရောညရောရလိုက်လို့6ပင်မှာ3ပင်တော့ရလိုက်တယ်နော်ဒီဘက်ကတော့โอเคကဲတစ်ချက်ကြည့်အောင်ဗျာဒါချင်းကိုတော့ဟုတ်ပြီနော်ဘိုက်ပါဒီဘိုက်ပါဒီဘက်ကိုဒီလောက်ပါနော်ကြိုက်ရင်တော့မန်ပါဝင်ချင်းပြောတာပါနော်ဟိုင်းတော့မလုံးနဲ့ဗျာပါဇက်ကတော့ပြောတဟိုင်းနဲ့ဘာမှမသိဘူးပြန်မကြည့်ဘူးနော်ကျောစီမှာတပုံကြီးဟိုင်းဆိုရင်တော့ကျွန်တော်တိတ်ပထမတော့ကြည့်လိုက်သေးတယ်ဘာလုံးမလဲဟိုင်းဆိုတော့ဟိုင်းကြီးကြည့်တယ်မလို့ကျွန်တော်ပြန်ပြီးတော့ပရိုက်မပြန်တာနော်ချင်းမန်ပါဝင်ချင်းပြောပြပါချင်းကိုလို့ကဲဒါပါပဲဗျာအားလုံးပဲကြမ်းမှချမ်းသာပါစေဗျာ